Melta နိုင်ငံကနာမည်ကျော်6ချားစရာနေရာများပရိသတ်များလုံးမင်္ဂလာပါရှင်အန်တိုင်းချက်တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ Melta ဆိုတဲ့နိုင်ငံငယ်လေးကိုကြားဘူးတဲ့သူအတော်နည်းလိမ့်မယ်လို့ထင်ပါတယ်ဒါပေမဲ့ဥရောပတိုက်ကကြောက်စရာတရေတန်နာရီတွေနဲ့ပြည့်နေရဲ့ကျွန်းစုနိုင်ငံလေးလို့ပြောလိုက်ရင်တော့အနောက်နိုင်ငံတော်တော်များများက Melta ဆိုပြီးတော့တမ်းမြင်မိပါတယ်ဆိုတော့ဒီနိုင်ငံငယ်လေးမှာဘယ်လိုနေရာတွေက6ချားစရာပရလောကဝိညာဉ်တွေနဲ့ပြည့်နေရလဲဒီနေရာတွေရဲ့အတိတ်သမိုင်းကြောင်းမှာဘယ်လိုဖြစ်ရပ်တွေနဲ့ကြုံတွေ့ခဲ့ရလဲဆိုတာကိုသိရဖို့အတွက်စောင့်လေးကြုံနှစ်ချက်လေးတက်ပြီးဗီဒီယိုကိုအဆုံးထိအတူကြည့်လိုက်ကြရအောင်ပါပထမဆုံးအနေနဲ့ပြောပြပေးမယ့်နေရာကတော့ Melta နိုင်ငံက16ကျန်းတဲ့မန်နျူရယ်ကျွန်းကြီးရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီကျွန်းကြီးမှာရှေးကြပြီးတော့ဒီနေ့ချိန်ထိမပြောင်းလဲပဲတည်ရှိနေတဲ့နေရာတွေကတော့သမိုင်းဝင်ပင်လယ်စိတ်ကမ်းကြီးတွေဖြစ်ပါတယ်ကျွန်းရဲ့ပတ်ပတ်လည်မှာပင်လယ်စိတ်ကမ်းပေါင်းများစွာရှိနေပြီးတော့အဲ့ဒီအထက်က Fort ပင်လယ်စိတ်ကမ်းကြီးကတော့ကြောက်စရာနောက်ခံဇလန်းတွေရှိနေပါတယ်။18ရောက်စုလောက်တုန်းကစစ်ပွဲအတွင်းမှာခံတပ်နေနဲ့အသုံးပြုခဲ့ပြီးတော့1686ခုနှစ်ရဲ့အဆိုအဆုံးပလေယောဂါကြီးဖြစ်တဲ့အခါမှာလဲ Melta နိုင်ငံသားတွေအတွက် quarantine center အဖြစ်ထပ်မံအသုံးပြုခဲ့ရပါတယ်။ဒီလိုမျိုးဘေးဒုက္ခဆိုးကြီးတွေကြုံတိုင်းမှာ Fort ပင်လယ်စိတ်ကမ်းကအသုံးတော်ခံဖြစ်ခဲ့ရကြောင်းဒီစိတ်ကမ်းမှာတည်ဆုံခဲ့တဲ့လူတွေလည်းထောင်နဲ့တောင်းနဲ့ချီပြီးတော့ရှိခဲ့ပါတယ်။ဒေသခံတွေရဲ့ပြောကြားချက်အရတော့စိတ်ကမ်းကြီးရဲ့အောက်ခြေမှာမြုပ်နှံထားတဲ့လူတွေအလောင်းပေါင်းမရေမတွက်နိုင်အောင်ရှိနေတယ်လို့သိရပါတယ်။ဒီလူတွေရဲ့မကျွတ်လွတ်သေးတဲ့ဝိညာဉ်တွေဟာဒီနေ့ထိငြိမ်းချမ်းမှုမရရှိသေးပါဘူး။လာပြည့်လောက်ွယ်ညတွေမှာဖိုးစိတ်ကမ်းကြီးရဲ့ဘက်ကနေလူတွေရဲ့ကဲပါယူပါတစားစားအော်ဟစ်တန်တွေကိုကြားရလေးရှိတယ်လို့ဒေသခံငါးဖမ်းသမားတွေရဲ့ပြောကြားချက်အရသိရပါတယ်။တချို့ကန်နေတဲ့သူတွေဆိုရင်ဖိုးစိတ်ကမ်းကြီးမှာဓားတွေတူမီတွေနဲ့ဆွဖြစ်နေကြတဲ့တရေတွေကိုတွေ့ရလေးရှိပြီးတော့တခါတလေအနာရောဂါဆွဲကပ်ပြီးညီးတွားနေတဲ့တစီတွေကိုမြင်ကြရပါတယ်။ဒီလိုနာမည်ကြီးရကြောင်းလဲ Melta နိုင်ငံသားတွေကညဆိုရင်ဖိုးစိတ်ကမ်းကြီးရှိရာကိုလုံးဝမသွားရဲကြပါဘူး။ကျွန်းပေါ်ကနောက်ထပ်တနေရာကတော့စိန့်ကျွန်းရဲတိုက်ကြီးဖြစ်ပြီးဒီနေရာနဲ့ပတ်သက်ပြီးတော့ထူးခြားတာကညဆိုရင်ဘေကမှမသိတဲ့လေးချွန်တန်ကိုကြားရတာဖြစ်ပါတယ်။ဒီနေရာမှာတစ်ချိန်လုံးကစစ်သူရဲကောင်းတယောက်ကြာဆုံးခဲ့ပူပြီးတော့အဆိုပါလေးချွန်တန်ဟာမကျွတ်လွတ်သေးတဲ့သူရဲကောင်းရဲ့လေးချွန်တန်ပဲဖြစ်ရမယ်လို့ဒေသခံတွေကဆိုပါတယ်။ Melta မှာနောက်ထပ်တရေ6တဲ့နေရာတစ်ခုကတော့ဘက်ကက်ပန်းကျန်နာကဘန်ဒယ်လာရှေးဟောင်းဆန်အင်ကြီးဖြစ်ပါတယ်။1586ခုနှစ်တုန်းကစိန့်ကျွန်းရဲတိုင်းမှာရှိတဲ့သူရဲကောင်းတွေအတွက်နွေရာသီအပန်းဖြေဆန်အင်အဖြစ်ဘရင်ကနေတိစောက်ပေးခဲ့ရဖြစ်ပြီးတော့ဒီဆန်အင်ရဲ့နေရံတွေကြားမှာမကျွတ်လွတ်သေးတဲ့ဝိညာဉ်တစ်ကောင်ရှိရလို့သိရပါတယ်။အဲ့ဒီဝိညာဉ်ကတော့ W Lady လို့ခေါ်တဲ့အပြာရောင်မိန်းမဝိညာဉ်ဖြစ်ပြီးဘယ်ခေတ်ကာလကလေးကရှိနေမှမသိရပါဘူး။ပါဇက်ပြောရာဇဝင်တွေအရဆိုရင်တော့တစ်ချိန်တုန်းကအဲ့ဒီအမျိုးသမီးဟာမိဘပေးစားတဲ့သူကိုမယူချင်တဲ့အတွက်စံအင်ကြီးရဲ့အပေါ်ဆုံးထက်မှာကိုတက်တည်ခဲ့တယ်လို့သိရပါတယ်။အပြာရောင်ကဝင်ကိုဝစ်ဆင်ပြီးတေဆုံးသွားခဲ့တဲ့ဒီအမျိုးသမီးကဒီနေ့ထိစံအင်ကြီးရဲ့ခေါ်ရီဒါတစ်လျှောက်မှာအပြာရောင်ဝစ်စုံနဲ့ရှောက်သွားနေရကိုမြင်ပူးတဲ့သူတွေရှိပါတယ်။စံအင်ကြီးကိုအလဲတစ်ခေါက်ရောက်လာကြတဲ့သူတွေဟာအခန်းတကားတွေလေးမတိုင်ဘဲနဲ့သူ့လိုပိတ်သွားတာကိုနှစ်ဖူးတွေ့ဒူးတွေ့မြင်ခဲ့ကြပြီးတော့ညဆိုရင်လည်းအပေါ်ဆုံးထက်ကနေမိမတယောက်ရဲ့တချင်းတီဆိုတန်ကိုကြားရလိမ့်ရှိပါတယ်။ဒီလိုအကြောင်းတွေကြောင့်မှောင်ရီပြိုးတာနဲ့ဘယ်သူမှစံအင်ကြီးတွေကိုမဝင်ကြတော့ပါဘူး။မိတ်ဆွေတို့ရော Melta နိုင်ငံကတရေ6တဲ့ဒီနေရာတွေနဲ့ပတ်သက်ပြီးဘယ်လိုမျိုးထင်မြင်မိကြလဲဆိုတာ comment မှာရေးပေးသွားပါအောင်နော်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။